ကတော့ချောင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်တန်ဆိုင်ခမိုးညိုပဲဖြစ်ပါတယ်ကျွန်တော်တို့ယခုတော်လန်ရေးအောင်မြင်ရေးအတွက်ကျွန်တော်တို့ပကဖအဖွဲ့အစည်းအနေနဲ့ရောင်နေပြမြေချောင်းမျိုးစီ3000ကမ်ပိန်းလေးကိုကျွန်တော်တို့ပြုလုပ်ထားပါတယ်ဒီပြုလုပ်ထားတဲ့အတွက်ပြည်သူတွေအနေနဲ့လာရောက်ကူညီအားဖြည့်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျဟုတ်ကျွန်တော်အနေနဲ့ကတော့အချိန်တော့စစ်တပ်ရဲ့ဖမ်းဆီးရိုင်းနှက်ခြင်းခံခဲ့ရပြီးကျွန်တော်ကိုအချုံအောင်ခံခဲ့ရပါတယ်အချုံအောင်ခံခဲ့ရပြီးနောက်ကျွန်တော်ရဲ့မဟာမိတ်ညီကိုတွေအဖွဲ့အစည်းတွေအနေနဲ့လာရောက်ကဲထုတ်သွားတဲ့အတွက်ဖွဲ့စည်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီလိုလွတ်မြောက်လာတဲ့အချိန်မှာကျွန်တော်ဆက်လက်ပြီးတော့တော်လန်ရေးအတွက်ဆက်လက်အားဖြည့်ပါဝင်သွားမယ်လို့လည်းကျွန်တော်ကိုယ်စွမ်းရှိလောက်ညံစွမ်းရှိလောက်ကျွန်တော်တိုက်ခိုက်သွားမယ်ပါဝင်သွားပါမယ်နောက်ကိုကျွန်တော်ဘယ်တော့မှလည်းအဆုတ်သွားမှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကျွန်တော်အနေနဲ့အဓိကလိုအပ်တဲ့လိုအပ်ချက်တွေကတော့လက်နက်ခဲယံပြည့်စုံနေဖို့လိုအပ်ပါတယ်ဒီအတွက်ကျွန်တော်ကမ်ပိန်းလုပ်ထားပါတယ်ကမ်ပိန်းလုပ်ထားတဲ့အတွက်ဒီကမ်ပိန်းကိုပြည်သူတွေအနေနဲ့လာရောက်ပါဝင်ကူညီထောက်ပံ့ပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်အနေနဲ့ကျွန်တော်စိတ်ရှိနေုံနဲ့ဒီဒေါ်လာရေးကိုတိုက်ခိုက်လို့ရတာမဟုတ်တဲ့အတွက်လက်နက်ခဲယံတောင်းတင်းလောက်ရှိပါသားလည်းရင်ကျွန်တော်အုံနောက်စွမ်းညံစွမ်းရှိသက်၍ကျွန်တော်ဒေါ်လာတိုက်ခိုက်လို့ရမှာဖြစ်ပါတယ်အားကြောင့်ပြည်သူတွေအနေနဲ့ကျွန်တော်ကိုတနေရာကနေပြီးတော့လာရောက်ကူညီအားဖြည့်ပေးပါလို့ကျွန်တော်ဒီနေရာကနေပြီးတော့တောင်းဆိုလိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ